အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကျွန်တော်ဒီနေ့ remove လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်ဒီ remove ကဘယ် Android ပေါက်မှမဆိုချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတာဖြစ်တယ်မိတ်ဆွေတို့ Android ပေါက်တွေ remove ပြတ်သွားတာဖြစ်ဖြစ်ဒါမှမဟုတ် style ကြ remove သုံးကျင်တာဖြစ်ဖြစ်ဒီ remove က wireless remove လေးဖြစ်တယ်အဲ့တော့ဒီ remove ထဲမှာလည်းပုံစံ3-4မျိုးရှိတယ်ဒီပုံစံ3-4မျိုးထဲမှာကဒီ MH3 ဒီ remove ကအမြင့်ဆုံး model အမြင့်ဆုံးဖြစ်တယ်ဘာလို့လဲဆိုတော့သူ့ထဲမှာဒီမီးလေးလည်းပါတယ်ပြီးတော့အတန်စနစ်နဲ့လည်းခိုင်းလို့ရတယ် voice control ပါတာပေါ့လေ YouTube မှာအဲ့တော့ဒီ remove ကဘာမှမခတ်ဘူး TV smart TV တွေ Android TV တွေမှာလည်းသုံးလို့ရတယ်မိတ်ဆွေတို့အဲ့တော့ဒီ remove ကဘာမှမခတ်ဘူးမိတ်ဆွေတို့အိမ်ရောက်တာနဲ့ဒီ stick လေးကိုအသုံးပြုမဲ့ဆက်ရဲ့ USB ဘောက်မှာထိုးလိုက်ထိုးပြီးတာနဲ့ဒီမှာအနောက်မှာတခဲလေးထည့်လို့ရတယ်တခဲလေးထည့်ပေးရမယ်တခဲထည့်ပြီးတာနဲ့တန်းသုံးလို့ရပြီမိတ်ဆွေတို့ဘာမှကုတ်တွေထည့်နေကြမလို့ဘာမှလိုက်ပြီးတော့ချိန်နေကြမလို့တန်းပြီးတော့အားလုံးသုံးလို့ရပြီဖြစ်တယ်အဲ့တော့ဒီမှာညာဘက်တစ်ပိုက်ဆိုရင်လည်းအမမြင်ရရင် remove မှာဒီမှာမီးလေးလည်းထုံးလို့ရတယ်အဲ့တော့မီးလေးနဲ့နှိပ်လို့ရတာပေါ့လေအဲ့တော့ဒီအနောက်မှာကျတော့ keyboard ပါတယ်စာရိုက်တဲ့ YouTube မှာကျွန်တော်တို့တခုခုရှာတာတို့ဘာမှ Google မှာတခုခုရှာတာတို့ဆိုရင်စာလိုက်အလွယ်တကူရိုက်လို့ရတယ် keyboard လေးလည်းပါတယ်အဲ့တော့ဒီ remote တွေကျွန်တော်ရှိမှာဒီစီအများကြီးပဲပြန်ရောက်တယ်အိမ်ရောက်ငွေချေလေးလည်းပို့ပေးတယ်အကောက်ထဲမှာဖုန်းနံပါတ်လေးတင်ပေးထားတယ်မှာယူခြင်းနဲ့ဆိုရင် Viber ကနေကျေးဇူးပြုပြီး order လေးတင်ပေးပါခင်ဗျာအားလုံးကျေးဇူးပါ